လာတဲ့ကိုသားရေကမိပေမဲ့ရင်ခုန်တဲ့တွေကအလင်းရောင်လိုပဲဖြူစင်နေဒါကြောင့်လဲဘဝတဲ့ဝင်လာတဲ့သူတွေမနေဘူးဒါပေမဲ့ခုဒါပေမဲ့ခုချိန်မှာမိဆိုတဲ့မင်းတယောက်တည်းကိုပဲတခြားသူတွေထပ်ပို့ပြီးတော့ခယူဆိုင်မိတယ်ခယူဆိုင်မိတယ်မဲတဲ့သားရောင်နောက်ွယ်မှာဖြူစင်တဲ့နှလုံးသားရှိတယ်တခါတလေလေးပြေလိုပဲနှွေးထွေးမှုကိုပေးစွမ်းနိုင်တယ်မင်းနဲ့တူရှောင်းမဲ့ခရီးဘလောက်ပဲဝေးပါစေကိုချစ်တွေကရှောင်မသွားဘူးဆိုကိုရိုနှစ်ယောက်ရဲ့ဘဝမှာလေးလအရွယ်တန်နေသားလေးရှိနေပြီမင်းရဲ့ဝမ်းတွေကနေလှုပ်ရှားနေတယ်အဲ့ဒီခံစားချက်လေးကိုကိုယ်တန်ဖို့ထားတယ်ကိုရိုရဲ့မိသားစုလေးပုံဖော်ဖို့အတွက်အရာရာကိုရင်ဆိုင်ဖို့အသင်မဲ့အဖို့ရန်ဆုံးလက်ဆောင်မဲတဲ့သားရောင်နောက်ွယ်မှာဖြူစင်တဲ့နှလုံးသားရှိတယ်တခါတလေလေးပြေလိုပဲနှွေးထွေးမှုကိုပေးစွမ်းနိုင်တယ်